ဒီမိန်းကလေးဟာနတ်သမီးတစ်ပါးလိုလှပကြော်ရှင်းသူတယောက်ဖြစ်ပေမဲ့အမတ်မချိန်တွေးလိုက်ရတဲ့ညစ်ပတ်နန်းဆောင်နေတဲ့အိမ်ယာမဲတယောက်ကိုချစ်မိသွားခဲ့ပါတယ်။သူမဟာယထာတကားကိုဖွင့်လိုက်ပြီးတော့သူမနဲ့အတူလာထိုင်ဖို့လမ်းခေါ်ခဲ့ပါတယ်။အိမ်ယာမဲအမျိုးသားကမြို့ရဲ့အရာရှိတွေလိုက်ဖမ်းနေတာကြောင့်ထွက်ပြေးနေရကပြေးချာမရှိတဲ့ဆိုအမျိုးသမီးရဲ့ယထာခန်းထဲကိုဝင်သွားခဲ့ရပါတယ်။အရာရှိတွေကသူတို့ရှိနေတဲ့ယထာတွေကိုကြော်သွားခဲ့ပြီးတဲ့နောက်အမျိုးသားကကျေးဇူးတင်စကားပြောကထွက်သွားဖို့ပြင်ခဲ့ပေမဲ့အမျိုးသမီးကကြားလိုက်ပြီးသူ့ရဲ့ချစ်သူကောင်းလေးလှုပ်ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။အမျိုးသားကမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ပြန်ကြည့်တဲ့အခါအမျိုးသမီးကပြုံးပြပြီးအတီပြောနေတာဖြစ်ကြောင်းပြန်ပြောပြခဲ့ပါတယ်။ဒီလိုနဲ့စကားနဲ့ငယ်ပြောပြီးတဲ့နောက်မှာအမျိုးသားကသူ့ရဲ့ဘဝအခြေအနေကြောင့်ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့ပါတယ်။အမျိုးသားကအခန်းကနေထွက်သွားတော့ယထာလက်မှတ်စစ်နေတဲ့ဝန်ထမ်းကတွေ့သွားပြီးယထာဘော်ကနေနှင်ချခံရမှာဆိုတာကြောင့်အမျိုးသမီးရဲ့အခန်းထဲကိုပြန်ပြီးဝင်လာခဲ့ရပါတယ်။အခန်းထဲကိုပြန်ဝင်လာတဲ့အမျိုးသားကိုမြင်တော့အမျိုးသမီးကစိတ်ပြောင်းသွားပြီလားဆိုပြီးပျော်ရွှင်စွာမေးခဲ့ပါတယ်။ယထာဘော်ကနှင်ချခံရမှာကိုစိုးရိမ်တဲ့အမျိုးသားဟာရွေးချယ်စရာမရှိတဲ့အဆုံးတွန်းဆုပ်စွာနဲ့ပဲအမျိုးသမီးရဲ့ကမ်းလှမ်းမှုကိုလက်ခံခဲ့ပါတယ်။ယထာလက်မှတ်စစ်တဲ့ဝန်ထမ်းရောက်လာတဲ့အခါမှာတော့အမျိုးသမီးကအမျိုးသားအတွက်လက်မှတ်ဖိုးကိုပါပေးချေခဲ့ပါတယ်။အမျိုးသားကိုဆက်သွယ်နိုင်မဲ့နံပါတ်ကိုရရှိသွားတဲ့အခါအမျိုးသမီးကကျင်းတဲ့စွာနဲ့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ကင်မရာတစ်လုံးကိုထုတ်ပေးပြီးသူမကိုဓာတ်ပုံရိုက်ပေးဖို့ပြောခဲ့ပါတယ်။အမျိုးသားကကင်မရာကိုခဏလောက်ကင်ကြည့်အပြီးမှာတခြားလူတစ်ယောက်ကိုပြောင်းလဲသွားခဲ့ပြီးရုတ်တရက်ဆိုသလိုတစ်စက္ကန့်အတွင်းဓာတ်ပုံ၄-၅ပုံလောက်ရိုက်ယူလိုက်ပါတယ်။ဒီမှာတွေ့ရမှာကအမျိုးသားဟာ professional ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကိုပါအမျိုးသမီးကဓာတ်ပုံကိုပြန်ကြည့်တဲ့အခါတိတ်ကိုလှလုံးနေတာကြောင့်မျက်ရည်ကျလို့မတက်ဖြစ်ခဲ့ရပါတော့